ကျွန်တော်တို့အားလုံးအောင်မြင်ခြင်းကြပါတယ်အဲဒါကြောင့်လည်းအချိန်နေစွမ်းရည်နေတုံးပြီးအလုပ်ကိုအစွမ်းကုန်ကြိုးစားကြတယ်အလုပ်ကြိုးစားတာကောင်းပါတယ်ဒါပေမဲ့တင်းရဲ့အလုပ်ကြိုးစားမှုကတင်းဘဝကိုတင်ကိုယ်တိုင်မုန်းတီးသွားစေတဲ့အထိဖြစ်နေပြီလားဘဝဆိုတာခဏလေးပြည့်ရတဲ့မီတာတရားပြိုင်ပွဲမဟုတ်ပါဘူးအဝေးကြီးသွားရမယ်မာရသွန်ပြိုင်ပွဲပါအလုပ်ကြိုးစားတဲ့နေရာမှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာချမ်းသာရေးကိုထည့်ထွက်ဖို့လိုပါတယ်ကိုယ့်ဘဝကိုမမုန်းသွားအောင်ကိုယ့်အလုပ်ကိုပျော်ရွှင်နေအောင်ထိန်းညှိပြီးကြိုးစားတာမှစစ်မှန်တဲ့ရင်းချမ်းမှုပါကယ်ရီယာလမ်းကြောင်းပေါ်မှာပိုမြန်မြန်တက်နိုင်တာတဲ့အောက်ကိုပြန်ပြိုကျမသွားအောင်ထိန်းနိုင်မှုကပိုအရေးကြီးပါတယ်။ဘန်းတော့ဖြစ်ပြီးပြိုလဲသွားတဲ့အောင်မြင်မှုတဲ့တီတီငြိမ်ငြိမ်နဲ့ရည်ရည်သွားနိုင်တဲ့အောင်မြင်မှုပါပဲ။တင့်ကိုစစ်မှန်တဲ့ပျော်ရွှင်မှုပေးနိုင်ပါလေ။တတိယပါရည်ရှည်တည်တတ်တဲ့တိုးတက်မှုကတင့်ကိုပန်းနိုင်စီရောက်ပို့ပေးမှာပါ။ဒီနေ့မှာအလုပ်တွေတင်မဟုတ်ဘဲနဲ့ကိုပါကြည့်ဆိုင်ဖို့မေးပါတယ်